မင်္ဂလာပါရှင်ဒီနေ့အဟောလေးရတော့ကျမကကိုဝေတာနာမည်ကိုအမှုထားပြီးတော့ရက်ခအနေတော်များအားလုံးပေါ့နော်ရဲ့ guidance နဲ့အမေလောကပါလာရက်ခမေတော်ရဲ့ guidance နဲ့ရက်ခအနေတော်ဇက်တွေပေါ့နော်ရက်ခအဆက်ပါတဲ့သူတွေအတွက်ကိုအဟောလေးလုပ်ပေးထားတာပဲဖြစ်ပါတယ်အဲ့တော့ဒီရက်ခဇက်အဟောလေးဟာနားထောင်ပြီးတော့ပေါ့နော်ဒီဟောလေးကငါအတွက်ဒီချိန်မှာကိုတီးဖို့လိုအပ်နေတာတွေကိုရက်ခတွေက guidance လာပေးနေတယ်ဆိုတော့ယုံကြည်ချက်ကလေးတစ်ခုနဲ့ပေါ့နော်နားထောင်ပြီးပါပြီးရင် live လုပ်ပေးပါလို့ပြောချင်ပါတယ်အဲ့တော့ရက်ခကြီးတွေဟောထားတာပေါ့နော်ဒီချိန်မှာအနွယ်တော်တွေဟာအရန်ကိုစိတ်တွေပင်ပန်းနေမယ်ပေါ့နော်ဖက်ကငွေကြေးတစ်ခုတည်းနဲ့မကောင်းအိမ်တော်ကြီးစီးပွားရေးအိမ်တော်ကြီးပိုင်းဆိုင်ရာမှာလည်းစိတ်တွေပင်ပန်းနေတဲ့သူတွေအများကြီးရှိမယ်ငွေကြေးနဲ့ပတ်သက်ရင်လည်းလုံးဝပေါ့နော်အားမလို့အားမရဘူးစိတ်တွေရဲ့ပင်ပန်းနေရတယ်ခန်းထဲမှာတယောက်တည်းလေးပဲပေါ့နော်အခန်းထဲမှာတယောက်တည်းကြိတ်ပြီးတော့ငိုကြွေးနေရတယ်အပြင်ဘက်မှာတော့ကိုကပြုတ်လေးနဲ့ပေါ့နော်လူများရှိမှဟန်ဆောင်နေရပြီမယ်ကိုရဲ့အတွင်းထဲမှာအရင်ကိုဝမ်းနေနေတယ်စိတ်တွေပင်ပန်းပြီးငိုကြွေးနေတယ်ပေါ့နော်ကိုကအခုဒီဟောလေးကိုကြည့်မိတဲ့သူကအိမ်တအိမ်မှာဦးစီးဦးဆောင်ဦးရဲ့လောက်ရတဲ့သူတွေအများဆုံးပါလိမ့်မယ်ပေါ့နော်အများဆုံးပါလိမ့်မယ်အဲ့တော့ပင်ပန်းနေတဲ့ကာလာလေးတစ်ခုဖြစ်ပါတယ်ပေါ့နော်ဒီကာလာလေးကနေကိုဘယ်တော့လွတ်မြောက်မလဲလို့လဲကိုစဉ်းစားမိမယ်တယောက်တည်းတိတ်ဆိတ်နေချင်တဲ့စိတ်ကပို့ပြီးများတယ်ပေါ့နော်ပြီးတော့အဖြေရှားနေတယ်ပေါ့နော်ကိုကချမ်းသာကြွယ်ဝခြင်းအတွက်ကိုအဖြေတွေရှားနေတယ်ငါဘာလုပ်ရင်ကောင်းမလဲငါရဲ့စီးပွားရေးအခြေအနေတိုးတက်ဖို့ငါရဲ့ဘဝအနေအထားတစ်ခုတိုးတက်ဖို့ငါဘာလုပ်ရင်ကောင်းမလဲဆိုပြီးတော့လဲစဉ်းစားတွေးတောမိနေတာမျိုးတွေရှိမယ်ပေါ့နော်အဲ့လိုဟာမျိုးလေးရှိမယ်ဆိုတော့အဲ့လိုမျိုးအခြေအနေအထားတွေကြုံတွေ့နေရတယ်ဆိုရင်မကြခင်ပေါ့နော်လပိုင်း6ပြောမယ်ဆိုရင်အခုဗီဒီယိုလေးကိုတွေ့ပြီးတဲ့အချိန်နောက်3လကနေ6လအတွင်းမှာမတူထူးခြားတဲ့ပြောင်းလဲမှုတွေကြုံတွေ့ပါလိမ့်မယ်ကိုယ့်အတွက်ကိုပေါ့နော်ကိုညီမဆမဲ့သူတွေမိကောင်းဆွေကောင်းတွေပေါ်လာမယ်အိမ်မက်ထဲမှာပေါ့နော်အပြင်မှာဆင်တွေးဖို့ဆိုတာကလည်းအခွင့်အရေးနည်းတယ်ဆိုရင်ပေါ့မေပေါ့နော်အဓိကအိမ်မက်ထဲမှာဆင်တွေမက်လာပြီဆိုရင်တေချာပေါ့ကိုစီကိုကံကောင်းခြင်းနဲ့ရောက်ရှိလာလိမ့်မယ်လို့ပြောချင်တယ်ငွေကြေးတွေလည်းအဆင်ပြေလာမယ်လို့ပြောချင်တယ်3လကနေ6လအတွင်းမှာအလောက်ကအခွင့်အရေးတွေတစ်ခုငွေကြေးတက်ကံကြမ္မာအခွင့်အလမ်းကောင်းတစ်ခုအသစ်ပေါ့နော်အခွင့်အလမ်းကောင်းတစ်ခုအဲ့ဒီအခွင့်အလမ်းမှာငွေကြေးပါလာမှာနော်အလုပ်တဲ့သူဆိုလဲငွေကြေးအခွင့်အလမ်းတစ်ခုပါလာမှာငွေကြေးကိုမျှော်လင့်နေတဲ့သူတွေမိသားစုတွေအတွက်ဦးစီးဦးဆောင်လုပ်နေရတဲ့သူတွေဆိုရင်လေငွေကြေးအခွင့်အလမ်းတစ်ခုအခွင့်အရေးတစ်ခုပိုင်ဆိုင်ရလိမ့်မယ်ကိုညီဆောင်ရှောက်မဲ့သူကိုလက်တွဲခေါ်ဆောင်ပေးမဲ့သူရှိမယ်ကိုအတွက်ကိုပေါ့နော်ကိုရောက်ရှိနေတဲ့နေရာလေးကအကောင်းဆုံးဖြစ်လာမယ်ဖြစ်နေတယ်ဆိုတာကိုအဲ့ဒီချိန်မှာကိုပို့ပြီးတော့ခါကြတော့သိလာရမယ်ပေါ့နော်အဲ့လိုပဲအိမ်တွင်းအိမ်တော်ကြီးမှာမပြေလည်ဘူးဖြစ်နေကြတယ်ဆိုရင်လည်းအိမ်တော်ကြီးတွေပြေလည်သွားမယ်နောက်3လကနေ6လအတွင်းအိမ်တော်ကြီးမှာပျော်ရွှင်ပွဲရပြီးဖြစ်လာမယ်တဦးနဲ့တဦးပြန်လဲပြီးတော့ပေါ့နော်ဘယ်လိုပြောမလဲစိတ်တူပူတူဖြစ်သွားတာစိတ်တွေပျော်ရွှင်ရတာမိသားစုတွေကဘယ်လိုပြောမလဲပြည့်စုံခြင်းအေးချမ်းခြင်းတာယာခြင်းဆိုတဲ့နမိတ်ကောင်းတွေရရှိသွားမှာပဲဖြစ်တယ်နော်အဲ့တော့နမိတ်ကောင်းတွေကိုပိုင်ဆိုင်မှာတကယ်ကိုပေါ့နော်အောင်မြင်ခြင်းနောက်ဆုံးမှာဒီရလက်ကလေးရသွားတယ်ဒီမှာလေးနော်စုံတွဲလေးဒီမှာအောင်ပန်းတွေနဲ့ဒီမှာအောင်မြင်မှုတွေပေါ့နော်ဒါအောင်မြင်မှုတွေကခိုင်မာတဲ့အောင်မြင်မှုတွေနဲ့ဒီမှာအိုးအိမ်လေးတွေလည်းပြထားတယ်အတွက်တကယ်ကိုမိသားစုဟာတကယ်ကိုဒီစနီးခင်မွန်းလေးမိသားစုလေးဟာပျော်ရွှင်ပွဲရမိသားစုလေးကံကောင်းတဲ့အေးချမ်းတဲ့မိသားစုလေးဖြစ်သွားမယ်ဆိုတာဟာလေးဟာအဟောထွက်လာပါတယ်
အဲ့တော့ဒီအဟောလေးကကိုယ့်အတွက်ကိုပုံမမှန်ကန်မှုရဲ့အတွက်ကိုဘာလို့ရမှာလဲဆိုတော့သူကဒီမှာပေါ့နော်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုရေတော်ကိုခွက်ကိုကိုယ့်ရဲ့တီပေါ့နော်တရက်မှမပြတ်ဖဲနဲ့လှူဒန်းပေးစီခြင်းနဲ့ဘလို့လဲဆိုရင်သူကတရက်ကို၄ချိန်ဆိုတဲ့ဟာမျိုးပြထားတယ်ပေါ့နော်၄ချိန်ဆိုတော့ဥပမာဆိုရင်မနဲ့စောပေါ့မနဲ့စောတစ်ချိန်အာယုတက်ကိုဆိုတာအထက်ပေါ့မနဲ့အရာထားတဲ့အချိန်တစ်ချိန်အဲ့ဒါပြီးတော့ခါကြတော့ဥပမာဆိုရင်10နာရီလောက်တစ်ချိန်ပြီးပြီဆိုရင်နေ့လယ်အဲ့လို1နာရီ2နာရီလောက်ကိုတစ်ချိန်ညပိုင်းကိုတစ်ချိန်ပေါ့နော်အဲ့လို4နာရီလောက်ကို4နာရီအချိန်ကို4နာရီလောက်ခွဲကြည့်လိုက်ပေါ့နော်အချိန်ကို4ချိန်ခွဲကြည့်လိုက်ပေါ့4ချိန်ခွဲကြည့်ပြီးတော့သူက4ခါတောက်တော်ရေ6ခွက်ကို4ခါလှူပေးရတဲ့ကုသိုလ်အဲ့ဒီကုသိုလ်တွေကိုလုပ်ရမယ်ပြီးပြီဆိုရင်ပေါ့နော်ကလေးသူငယ်တွေကိုအစာကျွေးမွေးခြင်းကုသိုလ်အဲ့ဒီခါမှာဗာလေးတွေကျွေးမွေးစေခြင်းလဲဆိုရင်စံပြုတ်တို့ပေါ့နော်တာကူချိုးတို့အဲ့ဒီကုသိုလ်လေးတွေဥမာဆိုရင်မူဂျိုကလေးလေးတွေမူဂျိုကကလေးလေးတွေကုသိုလ်သွားပြုတာမိဘမဲ့ကျောင်းကကလေးလေးတွေကုသိုလ်သွားပြုတာအဲ့ဒီဟာမျိုးလေးတွေကိုလုပ်ရမယ်ပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဘာလို့ရသေးလဲဆိုရင်နင်းစီပန်းလို့ guidance ရတယ်နင်းစီပန်းလေးတွေအမှပန်းရောင်လေးတွေကိုပို့ပြီးတော့အာယုံထဲမှာမြင်တယ်ပေါ့နော်ပန်းရောင်လေးတွေအနီလေးတွေကိုလည်းအာယုံထဲမှာမြင်ပါတယ်ဒါပေမဲ့အဓိကပေါ့နော်ဒီအဟောလေးကကြတော့ငွေကြေးကိုချစ်ချင်းမြတ်တာရောအဟောလေးဖြစ်တဲ့အတွက်ပန်းရောင်နင်းစီပန်းလေးတွေပေါ့နော်အဲ့ဒီပန်းလေးတွေကိုလှူစေချင်ပါတယ်အဲ့ဒါပြီးတော့တော့ဒါကြတော့ရက်ခကြီးတွေရဲ့ guidance ကအများကိုပြီးတယ် guidance ပဲဖြစ်ပါတယ်အဲ့ဒီခါကျတော့ကိုကဒီဗီဒီယိုလေးတွေ့ရင်ကိုကရက်ခကြီးတွေအိမ်မက်ဘူးလားလဲရှိမဲ့ရက်ခကြီးတွေစီကိုမကြခင်ကမှအမေလောကပါလာရက်ခမယ်လို့ဆိုသွားဘူးလားလဲဖြစ်မယ်ဒါမှမဟုတ်ကိုယ်တိုင်နဲ့တည်နေတဲ့ရက်ခကြီးတွေနဲ့ကိုနဲ့ connection ရှိတဲ့အဆက်အသွယ်ရှိတဲ့အချိတ်ဆက်ရှိတဲ့ပဋ္ဌာန်းဆက်ရှိတဲ့ဆိုတာကိုတည်နေတဲ့သူမျိုးတွေကပို့ပြီးတော့ဒီအဟောတွေကိုဟာရက်ခဆက်ဖြစ်ခဲ့တယ်လို့ယုံကြည်တဲ့သူတွေကဒီအဟောတွေပို့ပြီးတော့မှန်ကန်ပါလိမ့်မယ် collective energy ပါဒါအများအတွက် hawking လေးဖြစ်တယ်ပေါ့နော်အများအတွက် hawking လေးဖြစ်ပေမဲ့ကိုလက်ခံလောက်ယုံကြည်လောက်ဒီဟောလေးကထူးမှာပါကိုပေါ်ကိုတက်ရမှုတွေအများကြီးရှိပါလိမ့်မယ်အဲ့ဒါပြီးတော့ခါကြတော့ဒီရက်ခကြီးတွေကိုဒီလိုအများဟုတ်မဟုတ်ပဲနဲ့ရက်ခကြီးတွေနဲ့ပတ်သက်ပြီးကိုသူတို့တွေဘာတွေလမ်းညွှန်ပေးခြင်းလဲကိုကအခုချိန်မှာအဆင်မပြေနေဘူးဆိုရင်သူတို့ကကိုဘာတွေ guidance ပေးခြင်းလဲလမ်းညွှန်ပေးခြင်းလဲသူတို့လမ်းညွှန်ပေးတဲ့ဟာတွေလိုက်လုပ်ပြီးတော့ကိုဟာဘလို့ကောင်းခြင်းတွေရသွားမလဲဆိုတာကိုတီးတက်မေးချင်နေဆိုရင်ကတော့လာမေးလို့ကျမကိုတီးတက်ရက်ခဟောဒီဗီဒီယိုလေးကိုပေါ့နော် screenshot ရိုက်ပြီးတော့ရက်ခအဟောဆိုပြီးတော့လာမေးလို့ရပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုတွေးတဲ့သူတွေကscreenshot လေးကိုရိုက်ပြီးလာမေးတဲ့အခါမှာပူဇော်ကြီးဘယ်လောက်နဲ့မေးလို့ရလဲဆိုရင်1100နဲ့မေးလို့ရပါတယ်တကယ်တော့ကျမရဲ့ပုံမှန်ပူဇော်ကြီးက3000 5000ရှိပါတယ်เนาะဟိုတယောက်တည်းကိုတီးတန်းပေါ့နော်တနစ်တာဟောတွေဆိုရင်သိန်းချီကျမမှာအဟောပူဇော်ကြီးတွေရှိပါတယ်ဒါပေမဲ့ဒီရက်ခတွေရဲ့ဒီအဟောမှာ1100နဲ့လုပ်ပေးတယ်ဆိုတာခါလေကျမကိုယ်တိုင်ကကျမတို့အရင်ချစ်ပြီးအရင်ဆောက်ရှောက်တဲ့ရက်ခကြီးတွေနဲ့သူတို့တွေရဲ့အဆက်အနွယ်တွေပေါ့နော်အခုလိုကြည်နေတဲ့မိတ်ဆွေတွေရက်ခကြီးနဲ့ပဋ္ဌာန်းဆက်ပါတဲ့သူတွေသူတို့လေးတွေနဲ့ပတ်သက်ပြီးတော့ခါကြတော့လေကိုကကူညီပေးချင်တာကိုယ့်ရဲ့ပဋ္ဌာန်းဆက်ကိုယ်ဆောင်းရှောက်နေတဲ့ရက်ခကြီးတွေနဲ့အချိတ်ဆက်မိသွားပြီးတော့သူတို့ရဲ့ guidance တွေကိုရရှိပြီးတော့ကိုယ့်ရဲ့ဘဝကိုကောင်းမွန်အောင်ပြောင်းလဲနိုင်ဖို့ရန်အတွက်ဂျာကနေကူညီပေးချင်တာအဲ့တော့ရက်ခကြီးတွေရက်ခတွေရဲ့တာဝန်လဲထမ်းရွက်ခြင်းလဲဖြစ်တယ်ပြီးတော့အများကိုလည်းကူညီရင်းလဲဖြစ်တယ်ဒါကြောင့်မို့ဒီအဟောလေးကိုတွေ့ပြီးအဟောလေးတီးတဲ့မေးချင်တယ်ဆိုတဲ့လူတွေကကြတော့ဒီဗီဒီယိုလေးကို screenshot ရိုက်ပြီးတော့ခါကြတော့ရက်ခအဟောဆိုပြီး1100နဲ့ကျမကိုလာမေးလို့ရပါတယ်လာမေးတဲ့ခါကျမဘယ်လိုပြောပြပေးမှာလဲဆိုရက်ခကြီးတွေကအဟောကဘယ်လိုထွက်လာလဲရက်ခကြီးတွေကအနာဂတ်အဟောကိုပဲကျမဟောပေးမယ်ပေါ့နော်အနာဂတ်အဟောကဘယ်လိုထွက်လာတယ်အဲ့ဒါဆိုတော့အဲ့အနာဂတ်မှာဖြစ်လာမယ့်အရာတွေကိုယ့်တက်ဖြစ်လာမယ့်အရာတွေအတွက်ဘာတွေကိုဆောင်ရမယ်ဘာတွေရှောင်ရမယ်ဘာတွေလုပ်သင့်တယ်ဘယ်လို guidance တွေ
ပေးနေတယ်ဆိုတဲ့ဟာလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့အားလုံးဒီဗီဒီယိုလေးကိုတွေ့ရတဲ့သူတွေအားလုံး energy တွေကြိုက်ကြပါစေကျမကိုယ်တိုင်လည်းရခကြီးတွေခိုင်းတဲ့ကိုယူပြီးဟောထားတယ်အဟောမို့လို့အရင်ကျင်နေရပါတယ်အရင်အားရပါတယ်တကယ်ကိုဒီဟောအားလုံးနဲ့ကိုက်ညီမယ်လို့ကျမအနေနဲ့ယူဆပါတယ်ရှင်အဲ့တော့အားလုံးကိုကျေးဇူးအများကြီးတင်ပါ